Hello အားလုံးပဲမင်္ဂလာပါရွှေဘူးဒီနေ့မှာနှစ်တစ်နေ့ရဲ့နိုဝင်ဘာနဲ့ဒီဇင်ဘာမှာထွက်လေးရှိရဲ့ clinic ရဲ့ moisture set လေးကိုဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ဒီ set လေးကဘလောက်တောင်တန်လဲဆိုတာဒီ set ထွက်ပြီးဆိုတာနဲ့လူတွေကအဲ့လိုမျိုးပေါ့နော် store တွေမှာ Macy တို့ Nordstrom မှာဆိုဒီ set လေးကိုအရန်ကိုဝယ်ကြတယ်ကွာဘာဖြစ်လို့လဲဆိုတော့ဒီထဲမှာပါတဲ့ 100H 100 moisture search ကိုလူတိုင်းသိရဒီ 100H ကဒီထဲမှာ 30ml ပါတယ် 30ml တစ်ခုရဲ့ဈေးကတစ်ခုကို$30ရှိရပေါ့နော်$30တောင်ပေးရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီတဘူးကရန်ကုန်အရောက်ဆိုရင်တော့3သိန်းအထက်မှာရှိနေပြီပေါ့နော်အဲ့တော့ဒီတဘူးလုံးရဲ့တန်ဖိုးက$12ပဲရှိရအဲ့တော့ဒီ set ကိုလူတွေကအရန်ကိုဝယ်ကြတယ်ဒါပေမဲ့သူတို့မှလည်း limit ရှိရတယောက်ကို9ခုထက်သူတို့ပေးမဝယ်ဘူးပေါ့နော်အဲ့တော့ဒီထဲမှာဒီတစ်ခုလုံးက 108 series ပေါ့နော် moisture search ပါမယ်ဒါဆိုလို့ရှိရင် day or night ကိုသုံးလို့ရတယ်ဒါဆိုလို့ရှိရင်ဒါ overnight mask ပေါ့နော်ဒီ moisture search ပဲ overnight mask ပါမယ်ပြီးတော့လို့ရှိရင်ဒီမှာ all about eye ဒါလည်းအဲ့လိုပဲ moisturizer series တဲက eye အတွက်ပေါ့နော်သူကတော့အဓိကဒီ series တစ်ခုလုံးက hydration အတွက်ကိုပဲသုံးထားတာ moisturizer ဆိုလို့ရှိရင်ဘယ်လောက်တောင်ကောင်းလဲဆိုလို့ရှိရင်သူက sensitive တမားတွေသုံးလို့ရတယ်ကိုဝင်ဆောင်မိခင်တွေလည်းသုံးလို့ရတယ် moisturizer ကိုရွှေဘူးတို့ကမျက်နှာတင်မကဘူးရွှေဘူးတို့လက်သေးတွေဒီလို cuticle လေးတွေ dry ဖြစ်တာပြီးလို့ရှိရင်ဒီလိုမျိုး hair မှာဒီလိုsplit end တွေဖြစ်တယ်ပြီးတော့လို့ရှိရင်အရန်ခြောက်တဲ့သူတွေဆိုလို့ရှိရင်လေဒီဟာကိုသုံးပေးလို့ရတယ်ပေါ့နော်သူကမျက်နှာတစ်ခုလည်းမဟုတ်ဘူးပြီးရင်ရာသီဥတုမရွေးဘူးပို့ပြီးတော့ summer လို့အချိန်မှာပို့ပြီးတော့သုံးရတာအရန်ကိုအဆင်ပြေရလုံးဝ white free ပေါ့နော်ဒီ all about eye ဒီ eye လေးဆိုလို့ရှိရင်လေသူက dry eye ဖြစ်တတ်တဲ့လူတွေပေါ့ dry eye ဒီနားမှာ6မသိ6နေတဲ့သူတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီနားမှာ concealer လိမ့်လိုက်လို့ရှိရင် crack ဖြစ်တယ်ပေါ့နော်အဲ့တော့KK ဖြစ်တယ်ဆိုတာဒါ dry eye ဖြစ်နေလို့ပေါ့နော် dry eye မဖြစ်အောင်ကိုက makeup မလိမ့်ခင်မှာဒါလေးကိုခံလိမ့်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီအောက်နာလုံးက brighten ဖြစ်ပြီးတော့အဲ့လိုဆိုလေးနဲ့ glow ဖြစ်တယ်ပေါ့နော်အဓိကတော့ဒီ series လေးကိုလိမ့်လိုက်မယ်ဆိုလို့ရှိရင်ကွာမျက်နှာ makeup မလိမ့်ခင်မှာ glow ဖြစ်တယ်ပြီးတော့လို့ရှိရင် eye လေးနဲ့တွဲလိမ့်ပေါ့နော်ညဘက်ကြောက်လို့ရှိရင်တော့သူကတော့လုံးဝမျက်နှာကို hydrate လုပ်ပေးတယ်ပြီးတော့လို့ရှိရင် overnight ဖြစ်တဲ့အတွက်တညလုံးကိုယ့်ရဲ့ skin ကို repair ပြန်လုပ်ပေးရပေါ့နော်ကို့မှာလိုမျိုးအိမ်မပြောတာရှိမယ် stress တွေရှိမယ်အဲ့တော့အဲ့ဒီဟာတွေကကိုယ့်ကိုအဲ့လိုဘယ်လိုပြောရမလဲကိုယ့်မျက်နှာကို glycation တွေကျစေတယ်ပြီးရင်ညိုညင်းညစ်ဖြစ်စေတယ်ပြီးတော့လို့ရှိရင်ဘယ်လိုပြောမလဲဝက်ချန်တွေပေါက်လွယ်ပေါ့နော်အဲ့လိုဟာတွေမဖြစ်အောင်ဒါလေးကပြန်ပြီးတော့ကိုယ်ပြန်ပြီးတော့nourishing လုပ်ပေးမယ့်ဟာမျိုးလေးပေါ့နော်အဲ့တော့ဒီ set လေးတစ်ခုလုံးကို$12နဲ့ရတာဆိုတာအရန်ကိုတန်တယ်အဲ့တော့ဒီ set လေးကိုရောင်းတဲ့သူတွေရှိလို့ရှိရင်လည်းရွှေဘူးကတော့ဒီ set လေးကိုအရန် recommend လုပ်တဲ့ထဲမှာပါတယ်ဒီ set ကိုရွှေဘူးက30ကျင်းနဲ့ဘာဖြစ်လို့ဆိုတော့ price အားဖြင့်အရန်တန်တဲ့အတွက်ပေါ့နော်အဲ့တော့ဒီနေ့မှာဒါလေးကို sharing လုပ်ချင်တာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်